မင်္ဂလာပါရှင်ဒီနေ့တော့တက်တက်လို့စားတဲ့သူတွေအတွက်လည်းအဆင်ပြေမယ်ပဲပြားနဲ့ပဲချောင်းပေါ့နော်ပဲလိတ်ချောင်းလေးတွေကိုမမိုးကချက်ထားပါတယ်ကိုကတော့တက်တက်လို့မဟုတ်ဘူးဆိုတော့ပစွန်ချောင်းမှုတ်လေးနဲ့ငံပြားရည်လေးတုံးထားတာပေါ့နော်ဒါကချက်တော်အဖြူနေကိုစီတက်မယ်ချက်တော်ဖြူဒါပစွန်ချောက်ကလေးကိုလည်းထောင်းထားတယ်ချက်တော်ဖြူစီတက်နေတော့လေဒါကတော့ fresh ပေါ့နော်သူက fresh ဟိုပေါ့ bean castic ပေါ့နော်အဲ့ဒါကြောင့်မို့လို့အရန်စားကောင်းတယ် fresh ဆိုတော့လေသူက dry ဟိုပြန်ပြီးတော့စိုးခန္ဓာနဲ့မတူဘူးပေါ့နော်ဒါစနစ်မုတ်လေးနဲ့ထည့်လိုက်တယ်ဟိုက easy ပေါ့နော်လွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းကောင်းတယ်ဟိုကထမင်းပူပူလေးမဒါလေးပုံလိုက်လို့ရှိရင်ပြီးသွားပြီပေါ့နော်ကိုအသားတွေပါလေတိတ်မကြိုက်တဲ့သူတွေဆိုလေဒါကြောင့်ရှည်လိုက်တာပါငရုတ်သီးမုတ်လေးနည်းနည်းထည့်တယ်ပြီးရင်ထောင်းထားတဲ့ပစုံကြောင့်မှုတ်လေးနည်းနည်းထည့်တယ်ငရုတ်သီးကတော့ကိုကအဆက်မစားရင် short ထည့်ပေါ့နော်ဒါပြီးလို့ရှိရင်ကြော်ထားတဲ့ပဲပြားလေးတွေထည့်တယ်ပြီးလို့ရှိရင်အဲ့ဒီဘာခေါ်လဲပဲချောင်းပေါ့နော်ပဲလိတ်ချောင်းလေးတွေလည်းတစ်ခါထည့်လိုက်တယ်ပြီးရင်တော့မမိုးကတော့ကြက်ပြုတ်ရည်လေးနည်းနည်းထည့်ပါတယ်တက်တက်လို့စားတဲ့လူဆိုရင်ရိုးရိုးရည်ရယ်စားလေးရယ်နည်းနည်းထည့်လိုက်ပေါ့နော်ပြီးရင်တော့ကိုကငံပြားကြီးလေးကြိုက်တော့ငံပြားကြီးလေးလည်းနည်းနည်းထည့်လိုက်တယ်အများကြီးတော့မဟုတ်ဘူးနော်မကြိုက်ဘူးတက်တက်လို့ဆိုရင်စားလေးနဲ့ပဲချက်လို့ရပါတယ်ပြီးလို့ရှိရင်တော့ရေလေးနည်းနည်းထည့်ပြီးခဏအုပ်လိုက်တယ်ပြန်ဆူလာလို့ပဲပြားလေးတွေဣသွားတယ်ဆိုရင်ဒါကြက်ပါပြီအဲ့ဒါဆိုရင်နနမင်းလေးအုပ်တယ်ပြီးရင်တော့ချက်သွန်ကြော်လေးလည်းမှုရအောင်ဖြူလိုက်ပါတယ်ဒါဆိုရင်တော့ငံပြားရင်နဲ့ပစွန်ကြမှုတ်တာမထည့်ရင်တက်တက်လွတ်လိုမျိုးလေးစားလို့ရလဲဟင်းလေးတမဲရပါပြီ